ကဲအားလုံးမင်္ဂလာပါဒီမှာကျွန်တော်တို့6ခွဲတွေ30တွေစနစ်တွေမေးထားတဲ့ဆရာကြီးအတွက်ပုံရိုက်ပြီးသားပုံလေးတွေပေါ့နော်လောလောဆယ် order လေးတွေကလောလောဆယ်ကျွန်တော်စဉ်းစားပြီးတော့လက်ခံပေးဖို့ရှိပါတယ်เนาะဒါပေမဲ့ကြိတ်သားတော့ဒီချိန်မှာ PC ကဝယ်ရခံနေပါသေးတယ်ကြိတ်သားပေါ်တဲ့ချိန်ကျရင်ကျွန်တော်က order လက်ခံပေးပါမယ်ကျွန်တော်ကအထက်သားတော့တိတ်မသုံးဘူးเนาะကြိတ်သားထိတန့်ပဲသုံးပေးရဖြစ်ပါတယ်เนาะခုမြင်တွေ့နေရအပေါ်ပြားဆုံးကတော့6လက်မှတ်ကွယ်ရိုက်ပြီးသားစီကားလေးတွေကြိတ်သားလေးနဲ့လုံးဝလုံးကျုံပါတယ်ခင်ဗျာဒီမှာเนาะပုံတန့်ပုံချစ်လေးတွေပါလုံးဝချစ်တယ်ကြိတ်သားကလည်းအကောင်းသားကိုသုံးပေးထားတာเนาะဒီမှာ၄ခွဲတွေပါတွေကစားเนาะဒါကတော့6ခွဲဖြစ်ပါတယ်ပြီးတော့10လက်မှအောက်က10လက်မှเนาะ10လက်မှအများဆုံးမွေးမြင်နေကြတော့10လက်မှ10လက်မှလည်းရမယ်10လက်မှရိုက်ပြီးသားလေးတွေ50လုံးလောက်ရအောင်မယ်เนาะဒါကတော့10လက်မှပါเนาะ10လက်မှလေးတွေပါဈေးနှုန်းလေးကကျွန်တော်ပုံလေးဆက်ပြီးမေးပြပါเนาะဒါကတော့အောက်ကတော့ကျွန်တော်တို့နောက်ရိုက်ပုံလေးပေါ့เนาะလုံးဝမှ share ပုံလေးဒီကောင်ကတော့12လက်မှเนาะတန်လိုက်နှစ်ထပ်ထဲတယ်တစ်ထပ်ထဲတယ်เนาะအပေါ်ကလည်းနှစ်ထပ်ထဲတယ်တစ်ထပ်ထဲတယ်เนาะဒါကတော့ site အကြီးဆုံးပေါ့เนาะအကြီးဆုံးကတော့12လက်မှဖြစ်ပါတယ်เนาะဒီကောင်ကနှစ်ဆန်ထဲပေါ့ဟိုဘက်တစ်ဆန်ဒီဘက်တစ်ဆန်လုံးဝမှရေငိုစု့နစ်နေအောင်ထိမဲ့เนาะပုံကုန်တွေပါလုံးဝကြိတ်သားရည်နဲ့လှုပ်ထားဖြစ်ပါတယ်เนาะဟုတ်ကဲ့ပါဒီကောင်လေးဈေးနှုန်းလေးကတော့ကျွန်တော်အတိအကျလေးကျွန်တော်ပြန်ပြီးကျင်လို့ရတယ်ကျွန်တော်ဖုန်းလေးပြန်ဆက်ပေးပါเนาะဒါအောက်က7နှစ်အလဲက30အပေါ်က6ခွဲပေါ့เนาะဟုတ်ကဲ့ဒါလေးရမှာဖြစ်ပါတယ်